ရှစ်လကနေ10လကလေးလေးတွေကိုဖြစ်ဆက်စာကျွေးတဲ့နီးလေးကိုကျမကပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်။ကျမကတော့မမေတက်ပါရှစ်လကနေ10လကြားကလေးလေးတွေကိုဖြစ်ဆက်စာစကျွေးတော့မယ်ဆိုရင်6လ9လကျွေးခဲ့တဲ့နီးလန်းလေးအတိုင်းကိုအစာအသစ်တစ်မျိုးကို3ရက်အစာအုပ်ဆုံးမိတ်ဆက်ပေးရမှာပါပြီးလို့ရှိရင်အစာအသစ်တွေအနေနဲ့ဗာကျွေးလို့ရတယ်ဆိုတာလေးကိုကျမပြပြပေးပါမယ်။ခရမ်းသည့်ပန်းငရုတ်ပွားသည်ပေါ့နော်ပြီးလို့ရှိရင်ခရမ်းကျင်သည်ပြီးရင်ကြက်သွန်ဖြူလေးတွေထည့်ကျွေးလို့ရပါပြီအမဲသားစိတ်သားပဇွန်စနက်တိုင်းအနေနဲ့ဆိုရင် cheese pasta အုတ်ကျွန်းအဲ့ဒါလေးတွေကိုလည်းသုံးပြီးတော့ကျွေးလို့ရပါပြီ။သမီးလေးတုန်းကတော့ဆန်ကိုအားဖြစ်ဆန်ပဲကျွေးပါတယ်။အုံးရည်တို့စပစ်သီးတို့နဲ့အချင်ပေါ့တဲ့အသီးလေးတွေကျွေးလို့ရပါပြီ။အစာအသစ်တစ်မျိုးကျွေးတဲ့အချိန်မှာမေမေတို့အနေနဲ့3ရက်ဆက်တိုက်ကျွေးပေးဖို့ပြောချင်ပါတယ်သူတို့ကိုယ်တိုင်စားနိုင်အောင်ပေါ့နော်ဖေဖေမေမေတို့ကဒီ8လကနေ10လအတွင်းမှာဆိုရင်သူတို့ကနိုင်နေကင်နိုင်ပြီဖြစ်တဲ့အတွက်အချောင်းလေးတွေသူတို့ကင်နိုင်တဲ့အရွယ်အချောင်းလေးတွေလှုပ်ပြီးတော့သူတို့ကိုချပေးထားပါချပေးထားပြီဆိုလို့ရှိရင်သူတို့ကိုလက်ကလေးတွေနဲ့ကင်စားသေးပါအဲ့လိုကင်စားသေးခြင်းအပြင်နောက်ပိုင်းကျရင်သူတို့စားနိုင်တဲ့အချိန်ကျရင်မမေတို့ကကျွေးရတာတက်တာတယ်ဒါပေမဲ့နောက်အလုပ်တစ်ခုပို့တာပေါ့နော်သူတို့စားပြီးတဲ့အခါမှာပလဲနေတဲ့ဟာတွေအဲ့ဒါတွေကိုသိမ်းရပါတယ်ရှစ်လရောက်ပြီဆိုလို့ရှိရင်မမေတို့အနေနဲ့ branda နဲ့ကြိတ်တာမဟုတ်ဘဲနဲ့ထမင်းကိုပျော့ပြဲနေအောင်ချက်ပြီးတော့ဇွန်းလေးတွေနဲ့ပဲဒီရှာလေးပေါ့နော်ခြေပြီးတော့ကျွေးလို့ရပါပြီဘာလို့လဲကြိတ်ပြီးကျွေးမယ်ဆိုလို့ရှိရင်နောက်ပိုင်းကျရင်သူတို့ကအဲ့လိုထမင်းပြပြတို့ထမင်းတို့ကိုမစားတဲ့ဖဲနေသွားပါလိမ့်မယ်ထမင်းတို့ခောက်ဆွဲတို့ဂျုံတို့အနေနဲ့ကိုတနေ့ကို3နဲ့ကျွေးပေးပါ6လ10လဆိုလို့ရှိရင်သူတို့ကိုထမင်းတို့ခောက်ဆွဲတို့ကိုတရက်ကို3ချိန်စနက်တိုင်းအနေနဲ့2ချိန်ကျွေးပေးလို့ရပါတယ်6လဆိုလို့ရှိရင်သူတို့ကျွေးလို့ရတဲ့ဒိန်ကျင်ဘူးလေးတွေ cheese အချောင်းလေးတွေအဲ့လိုမျိုးလေးတွေကိုထည့်ကျွေးပါတယ်သူတို့ကို10လကနေတစ်နှစ်ဆိုလို့ရှိရင်လူကြီးစားသလိုထမင်းပေါ့နော်ထမင်းပြပြလေးပေါ့နော်အဲ့လိုမျိုးလေးချက်ကျွေးလို့ရတဲ့အနေထားရအောင်လို့ပါ10လကနေတစ်နှစ်ဆိုလို့ရှိရင်လူကြီးစားနိုင်တယ်လို့မျိုးစားနိုင်အောင်လေ့ကျင့်ပေးရတာပါတစ်နှစ်မပြည့်ခင်ကလေးလေးတွေရဲ့အဲ့ချိန်က4လကနေ12လကြာဆိုလို့ရှိရင်ကလေးရဲ့အချိန်ကတရက်ကိုအချိန်က12နာရီကနေ15နာရီအတွင်းကိုရှိတင်ပါတယ်။သွားပဲအချိန်တိုက်လို့ရတယ်ဆိုလို့ရှိရင်ကလေးလေးသွားပေါက်ပြီးသွားအစုံလိုက်ပေါ့နော်။နှစ်ချောင်းစီသူကအရင်ထွက်တာပါ။အဲ့နှစ်ချောင်းစီထွက်တဲ့ဟာကိုသွားစတိုက်ပေးလို့ရပါပြီ။သွားတိုက်စီကဘယ်လောက်ထည့်ရမလဲဆိုလို့ရှိရင်သွားတိုက်စီကကြတော့ပဲရင်းစီလေးတေးလေးပေါ့နော်အဲ့လောက်လေးထည့်ပြီးတော့ကလေးလေးတွေကိုသွားတိုက်တဲ့အကျင့်ကိုလုပ်ပေးပါသွားထွက်ကြတဲ့သွားတိုက်တဲ့အကျင့်ကိုလုပ်ပေးမှကြီးလို့ရှိရင်သွားတိုက်ချင်ပါပါကလေးလေးတွေကဒါမဟုတ်ရင်အစကလေးကသွားထွက်ကြတဲ့သွားမတိုက်ခိုင်းဘူးဆိုလို့ရှိရင်နောက်ပိုင်းကျရင်ကလေးလေးတွေကသွားမတိုက်ချင်တဲ့လေ့ကျင့်လေးဖြစ်သွားတာပေါ့နော်ကျမသမီးလေးတုန်းကဆိုလို့ရှိရင်သူကသွားက6လမှထွက်တာပါသွားက6လမှထွက်တော့သူကသွားတိုက်တယ်ပေါ့သူကသူတေချာကိုင်နိုင်ပြီပေါ့နော်သူကအဲ့ဒီအရွယ်မှာသမီးလေးကသွားတိုက်တဲ့အချိန်ကျရင်သူကသွားတိုက်တဲ့နေ့ကိုကင်ပြီးတော့မှန်တဲ့ကိုကြည့်ပြီးတော့ဒီလိုလေးတွေတိုက်ပါတယ်သွားမတိုက်ချင်တဲ့အချိန်ကဘယ်အချိန်ရောက်သွားလဲဆိုအန်သွားနေထွက်နေတဲ့အချိန်ကျရင်ကလေးလေးတွေကသဖုံးလေးတွေနားနေရဖြစ်တဲ့အတွက်သွားမတိုက်ချင်တဲ့စိတ်တော့ဖြစ်ပါတယ်တောက်လျှောက်ကြီးသွားအမြဲတမ်းတိုက်နေရတော့မဟုတ်ပါဘူးဒါပေမဲ့ချော့ပြီးတော့သွားတိုက်ခိုင်းရပါတယ်မေမေတို့အနေနဲ့တစ်နှစ်မပြည့်သေးတဲ့ကလေးလေးတွေအတွက်လုံးဝမလုပ်တဲ့အရာတွေရှိပါတယ်တစ်နှစ်မပြည့်သေးတဲ့ကလေးတွေကိုစားလုံးဝမကြွေးပါနဲ့ပြီးလို့ရှိရင်စီကြော်လုံးဝမကြွေးပါနဲ့တစ်နှစ်မပြည့်ခင်စီကျွေးခြင်းနဲ့ဆိုလို့ရှိရင်စီကိုဆံပြုတ်တို့သူတို့ပြုတ်ကျွေးတဲ့ဟာတွေထဲကိုပဲထည့်ပြီးတော့ကျွေးဖို့ပြောပြပေးချင်ပါတယ်စီနီယာမေမေတွေနဲ့ဒေါက်တာမာမီနဲ့မေမေမြတ်ဖုံးစင်းရဲ့နီလန်းလေးတွေကိုကျမကစစ်ထားပြီးတော့ပေါ့နော်ပြန်လည်မျှဝေပေးတာပါအခုလေကျမကကိုယ့်ရဲ့အတွေ့အကြုံလေးတွေကိုပြန်ပြီးတော့ sharing လုပ်ပေးတာပါမေမေတို့အတွက်အကျိုးတစ်စုံတရာရှိမယ်ဆိုလို့ရှိရင် like and share နဲ့ follow လေးတွေလုပ်ပေးပါအောင်လို့ကျမကတောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်တတ်တာ